တော်ဘရင်ကျန်းတကောင်နဲ့တက်တိခဲဝုန်းဝင်ကြီးတို့ရဲ့အသက်လူတိုက်ပွဲတဘာဝလောကရဲ့ချမ်းမဲ့ဖွယ်အကောင်းဆုံးတားရဲတွေဖြစ်တဲ့မင်္ဂလာကျမ်းနဲ့ဝုန်းဝင်တို့ထိတ်တဲ့တွေ့ဆုံတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာဗီဒီယိုမှာအထင်အရှားမြင်တွေ့နိုင်ပါတယ်။တိုက်ပွဲရဲ့အစမှာတော့ကျန်းတကောင်ကဝုန်းဝင်ကိုစတင်တိုက်ခိုက်ခဲ့ပေမဲ့ဝုန်းဝင်ကြီးရဲ့မလျှော့သောဇွဲနဲ့ပြန်လည်ခုခံမှုကြောင့်ကြားဟာအသာမရဖြစ်နေခဲ့ပါတယ်။ဝုန်းဝင်တွေဟာသူတို့ရဲ့တမန်တဲ့လက်သေးတွေနဲ့ခန္ဓာကိုယ်အချိုးအစားကြောင့်ကြားတွေအတွက်တော်ရုံနဲ့အနိုင်ရဖို့မလွယ်ကူတဲ့ပြန်ပစ်တွေပဲဖြစ်ပါတယ်။ဒီတိုက်ပွဲအချိန်တက်လာချိန်မှာတော့နောက်ထပ်ကြားတဲ့ကောင်ထပ်မံရောက်ရှိလာပြီးကျန်းတကောင်နဲ့ဝုန်းတကောင်တိုက်ပွဲအဖြစ်ပြောင်းလဲသွားပါတယ်။ကျန်းတကောင်ကဝုန်းကိုဝိုင်းရပြီးအလက်ကျတိုက်ခိုက်ခဲ့ကြပေမဲ့ဝုန်းကြီးကတော့အာမချော့ပဲမတက်ရက်ကသူ့ကိုကာကွယ်ရင်းပြန်လည်ဟိမ့်ဟောက်တိုက်ခိုက်ခဲ့ပါတယ်။စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်ကတော့ဝုန်းကြီးဟာသူ့တဲ့အင်အားတာလွန်တဲ့ကျန်းတကောင်ကိုကြောက်ရွံ့ခြင်းမရှိဘဲခြေဆိုင်သွားခဲ့တာကအမှန်ခန့်စရာပါ။ဂျာတွေကဝုန်းရဲ့နောက်ကျောကိုအဓိကထားတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဝုန်းကတော့သူ့ရဲ့မျက်နှာချင်းဆိုင်ကိုဘယ်တော့မှအထိမခံပဲအစွမ်းကုန်ကိုခုခံခဲ့ပါတယ်။ဒီတိုက်ပွဲဟာဒေါ်ရန်တလိဆန်တွေရဲ့နေမီလူပွဲဒါမှမဟုတ်ရှင်တဲ့ရဲ့အတွက်တိုက်ပွဲဝင်ရတဲ့သဘာဝတရားကိုဖော်ပြနေပါတယ်။ဒီကုန်းချုပ်ပြောရရင်ဗီဒီယိုဟာသဘာဝလောကရဲ့ကြက်တဲမှုနဲ့တရဝါတို့ရဲ့ရှင်တန်လိုစိတ်ကိုထင်ဟပ်စေပါတယ်။ကျန်းတကောင်ရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကိုဝုန်းကြီးကဘယ်လိုစစ်လက်ရင်ဆိုင်သွားမလဲဆိုတာကတော့ရှင်းခုန်စိတ်လှုပ်ရှားစရာပါပဲ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးသင်ရောဘယ်လိုထင်လဲ။ဘယ်သူကပို့ပြီးအစွမ်းတက်တယ်လို့ထင်ပါသလဲ။ကိုယ့်ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်မှာရေးသားပေးခဲ့ကြပါဦး။